အားလုံးပဲမင်္ဂလာပါကျွန်တော် Career Diary Podcast စီကနေကြိုဆိုလိုက်ပါခင်ဗျဒီနေ့တချင်အတက်နေလဲရောက်ပြီဆိုတော့ကျွန်တော်ရဲ့ဆမ်းမော်ရဲ့ကျွန်တော်တို့ဖြစ်တာလေးကိုဒီရှေ့အောင်နောက်ဖြစ်လေးပြန်ပြောမလို့ပေါ့နော်ကျွန်တော်ဒီပြီးခဲ့တဲ့၄ရက်မှာအထိတ်ထည်ဝင်ပြစ်တယ်ဒီမြေတာတို့ကိုကောက်ရွတ်တဲ့အထိတ်ထည်ဝင်ပြစ်တယ်ပြီးတော့ဖျားတရားပဲအဓိကဖြစ်တယ်ပေါ့နော်ဆမ်းမော်ရဲ့ဆိုတော့ကိုအနေနဲ့ကဘာပဲပြောဒီစိတ်ကိုလည်းအစာကျွေးရလေ right တခါရငါကတခါအလုပ်တွေရှုံနေကြဆိုင်လည်းမဖက်ဖြစ်ဘူးဘာသာရေးလည်းပုံမှန်မလုပ်ဖြစ်တဲ့နောက်ပိုင်းမှာဆိုကြဘာသာရေးဒီလိုချိန်ကြီးမှာရုံပေးရလေးမှာလုပ်ဖြစ်သွားတယ်ပေါ့ဆိုတော့ဆမ်မော်ရောဘာလို့ဖြစ်တော့တကြံကကြတော့ဒီနှစ်ကဘာလို့ဖြစ်လဲလို့ပြောလို့ရှိရင်တော့တိတ်ပြီးတော့အရင်တော့ပြောစရာမကောင်းခဲ့ဘူးပေါ့နော်အဲ့လိုပြောလို့ရတယ်ဘာလို့လဲဆိုတော့တိရဲ့အတိုင်းပဲပေါ့နော်အကုန်လုံးကစိတ်ညစ်စရာကြီးကြားမှာဒီလိုပွဲတစ်ခုရှိနေရဆိုတော့လေဒါပေမဲ့ဘယ်လိုလဲဆိုတော့တကြံတော့တော်တော်လေးသဘောကျတဲ့အထိပါတယ်ပေါ့နော်ဒါကိုတိုင်းကဘယ်လိုလဲဆိုတော့ငငယ်ရနေပြီးတော့ကွာတကြံဆိုလို့ရှိရင်အရင်စောက်နေရမျိုးပေါ့လေဆိုတော့အဲ့လိုအသက်ကောင်ကဲမယ်အဲ့လိုမျိုးထဲပါတယ်ပေါ့လေဒီပေါ်ဒီနေ့ဆိုလို့ရှိရင်လည်းဒီမြန်မာနိုင်ငံကဒီတကြံကိုပေါ့နော်ဒီ drum မဲ့ရိုးရရင်ကြီးမှုတစ်ခုအနေနဲ့ဆိုပြီး UNESCO မှာဒီဟိုပေါ့အတိမတ်ပြုခံရတာပေါ့နော်ဆိုတော့အဲ့ခါကျတော့ဒီနှစ်ကိုလည်းအများကြီးပေါ့နော်celebrate ဆိုတာဒီတအားကြီးစီးလို့ပါလို့ပြောတာမျိုးမဟုတ်ဘဲနဲ့ဒါကိုပျော်စေချင်တာမျိုးလည်းရှိရခုကလည်းပါဝင်ချင်တာမျိုးရှိရပေါ့ဒါမဲ့လည်းအဲ့လောက်ကြီးတော့ထင်တဲ့လောက်လည်းဒီအရင်တော့လည်းဟိုမဖြစ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့တည့်ရတိုင်းပဲအကုန်လုံးသဘာဝဘေးရန်ထင်ရောတခြားစိတ်ညစ်စရာတွေအဆင်ပြေရအများကြီးကြုံနေရတဲ့ကာလဆိုတော့အဒီကာလကဘာလို့ဖြစ်လဲဆိုတော့ပုံမှန်ဆိုလို့ရှိရင် screen time များရတဲ့ထင်ပါတယ်ပေါ့နော် laptop ကြည့်ရစာအုပ်ဖတ်တယ်ဆိုရင်တော့ ebook ဖတ်တာမျိုးဒါမှမဟုတ်ရှင်လည်းဒီရိုးစာအုပ်ဆိုလည်းဒါမျိုးလုံးအားစိုက်ပြီးတော့ကြည့်ရတာပေါ့ဆိုတော့ဒီရက်ပိုင်းကိုအဲ့လိုမျိုးမလုပ်ဘူးပေါ့လေတမျိုးပုံစံပြောင်းပြီးတော့ဒီ audio book တို့နောက်ပြီးတော့ဒီစာအုပ် review ပြောတဲ့ဟာမျိုးနားထောင်ပဲပေါ့လေပုံမဖတ်ဘူးပေါ့အကျဉ်းတစ်ပြီးတော့နားထောင်မယ်ဆိုပြီးတော့နားထောင်ဖြစ်တယ်ဆိုတော့အဲ့မှာကြတော့ဘာနားထောင်ဖြစ်လဲဆိုတော့ပေါ့ဒီ field productivity ထင်တယ်ပေါ့နော်topic ဒီခေါင်းစဉ်အောင်နဲ့လွဲကောင်းခွင့်ရတယ်ဒါပေမဲ့ဒီ YouTuber ဒီပေါ့နော်နာမည်ကြီးရဲ့ YouTuber တယောက်ပဲသူထုတ်ထားတဲ့စာအုပ်ပေါ့လေတော်တော်လေးလဲရောင်းအားကောင်းနေဖြစ်ပါတယ်အဲ့စာအုပ်ကိုတော့ပြန်ပြောထားတဲ့ဗီဒီယိုပေါ့လေအဲ့ဒါလေးနားထောင်ဖြစ်တယ်ဆိုတော့အဲ့နားထောင်နေနဲ့ကိုစဉ်းစားမိရပါတော့ဒီနှစ်နှောင်းပိုင်းနေမှာ decision ကိုကတခုခုချခဲ့ရတယ်ချခဲ့ပြီးရှိတော့ဗောနော်ဒီလိုနည်းလေးတွေသုံးပြီးတော့စမ်းကြည့်မယ်ဗောလေလို့စဉ်းစားမိတဲ့ဟာလေးရှိတယ်ဆိုတော့အဲ့စာအုပ်ထဲကဟာကိုပြန်ပြီးတော့ပြောပြချင်တာဗောလေအတုံးဝင်လို့ဝင်ငါဗောဆိုတော့ပြောရတော့အဲ့စာအုပ်ထဲမှာဆိုတော့အများကြီးတော့ပါလိမ့်မယ်ဒါပေမဲ့အဲ့မှာဆိုလို့ရှိရင်အဓိကကိုယ်တိုင်ကဘယ်လိုဖြစ်လဲဆိုတော့ဒွိဟဖြစ်တဲ့အခြေအနေပေါ့တခုဆိုလို့ရှိရင်ထားပါတော့ပညာရေးတခုဆိုလည်းဒါကိုလေးလာမလားဒါကိုမလုပ်ရဘူးလားအလုပ်ဆိုလည်းဒီလောက်ကလုပ်တင်လားမလုပ်တင်လားအများကြီးတွေ့ရတဲ့ကာလဆိုတော့အဲ့လိုမျိုးလေးဒီအခုပြောပြမဲ့ပေါ့နော် technique လေးကအထောက်အကူပြုကောင်းပြုနိုင်မယ်ပေါ့လေဆိုတော့အဲ့လိုရည်ရွယ်ချက်နဲ့ပြောပြချင်တာပေါ့ပြန်ပြီးတော့ဆိုတော့ဘာလဲဆိုတော့တခုကကြတော့ဒီတခုလုပ်တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ဒီဘာကြောင့်လုပ်လဲဆိုတဲ့ reason ပေါ့နော်ဆိုတော့ဘာကြောင့်လုပ်လဲဆိုတဲ့ reason ဥပမာကလူတွေကပုံမှန်ဆိုလို့ရှိရင်ဒီ decision တခုချလို့ရှိရင်ပေါ့နော်decision ချတာမြင်တယ်ဒါပေမဲ့အဲ့အနောက်ကွယ်ရပေါ့နော်ဘာကြောင့်လဲဆိုတော့တအားကြီးစဉ်းစားဖြစ်တယ်လို့တော့မမြင်ဘူးပေါ့နော်ကိုယ်တိုင်ပါဝင်အဲ့လိုကဥပမာအဖြစ်ဆိုလို့ရှိရင်ထားပါတော့အလုပ်တခုလုပ်တယ်ဆိုလို့ရှိရင်ဒီလောက်ကိုဘာလို့ထုတ်လဲဆိုလို့ရှိရင်တော့ maybe ရီပြီးတော့ပြောလိုက်မယ်ကွာပတ်စံရရလို့ဆိုရင်ဝင်ငွေရတဲ့အလုပ်ပေါ့ဒီအသက်အရွယ်မှာဒီလိုလုပ်ကြရဲဆိုတဲ့ဟာမျိုးပေါ့ဆိုတော့အဲ့ဟာရဲ့နောက်ွယ်ရဲ့ wine ပေါ့နော်ဘာလို့ဒီဝင်ငွေလိုချင်တာလဲပေါ့ဒီလောက်လုပ်ပြီးတော့ဘာအကျိုးကျေးဇူးရမှာလဲဘာလို့ဒီဝင်ငွေရတဲ့အလုပ်တွေအများကြီးရှိတဲ့ထဲမှာဒီလောက်ကိုဘာလို့ယူရလဲပေါ့နော်ဆိုတော့ဘာလို့လဲဆိုရယ်မိကုန်းမျိုးပေါ့နော်ဆိုတော့အဲ့ဟာမျိုးကကိုယ့်မေးတင်တယ်ဆိုပြီးစာအုပ်ထဲမှာတော့ပြောပြထားမျိုးရှိတယ်ဆိုတော့သူကတော့ဒီပေါ့နော် technique ဆိုတဲ့အတိုင်းပဲဒီ formula ဆက်ဆံပေါ့လေအနည်းဆုံးကိုဝိုင်းဆိုပြီးတော့9ခါတော့မေးတင်တယ်ပေါ့လေဆိုတော့ဒါကတော့9ခါပြည့်ရမပြည့်ဘူးဆိုတာအထက်အနည်းဆုံးတော့ဒီကိုကတခုလောက်ရတယ်ဆိုရှင်ဒီအပေါ်ရန် reason ဆိုတာမျိုးထက်ပေါ့နော်ကိုမညာပဲနဲ့မေးကြည့်စေချင်တာမျိုးပေါ့နော်ဆိုတော့ကိုကရဲ့လိုမျိုးစမ်းကြည့်တင်တယ်လို့ထင်တယ်အဲ့ခါကျတော့ဖြစ်လဲဆိုတော့တကယ်တခါရရှိလူတွေကတကယ်ဖြစ်ချင်တဲ့စိတ်တွေမှာဖြစ်နေတဲ့ဟာနဲ့တကယ်လွယ်လွယ်တဲ့အချိန်မှာဖြစ်သွားတာနဲ့လွဲပြီးတော့စိတ်လိုမကြမှုရတယ်အဲ့ကနေစရလို့မြင်တယ်ပေါ့နော်ပြီးတော့ miscommunication ဆိုတဲ့အဲ့လိုမျိုးတွေကနေပြီးတော့ဖြစ်တယ်လို့မြင်တယ်ဆိုတော့အဲ့ဟာတခုပေါ့နော်ဆိုတော့ why ဆိုတာမျိုး ask why 9ခါလောက်နေဆိုကိုဘာကြောင့်လဲဆိုတာမေးရမျိုးပေါ့လေဆိုတော့အဲ့ဟာလိုတယ်လို့မြင်တယ်ဆိုတော့အဲ့ဟာတခုပေါ့နော်တခုကဘာလဲဆိုတော့ဒီ decision ချတဲ့အခါမှာပဲတုံးလို့ရမျိုးပေါ့ဥပမာအဲ့ဟာကျတော့ဘယ်လိုလဲဆိုတော့တကယ်instant ပေါ့နော်ချက်ချင်းလက်ငင်းတခုခုပေါ့နော်
တအားကြီးစဉ်းစားချိန်မရဘူးဆိုလို့ရှိရင်ဒီဆုံးဖြတ်ရတဲ့အချိန်တွေပေါ့ထားပါတော့လူတစ်ယောက်ကကိုယ်ကိုရန်ပြီးလာဖြစ်တယ်ကွာရန်လာစရဲဆိုရင်ဘယ်လိုတုံ့ပြန်မလဲပေါ့ဒါမှမဟုတ်အလုံးမှာရုပ်တရက်စီရုံခန်းရောက်တဲ့အချိန်ပြဿနာတက်နေရပါတော့ကိုဖြည့်ရှင်းရမယ့်အချိန်နေဆိုတော့အဲ့မှာကိုဘာ action လုပ်မလဲပေါ့ဆိုတော့အဲ့လိုမျိုးကြုံလာရဲဆိုလို့ရှိရင်ဘယ်လိုမျိုးစဉ်းစားလို့ရနိုင်လဲဆိုတာမျိုးပေါ့နော်ဆိုတော့ဘယ်လိုလဲဆိုတော့ပုံမှန်အဖြစ်လူတစ်ယောက်ကအဲ့အချိန်မှာ decision ချမယ်ဆိုရင်maybe ကို emotion ကိုဒါယူစားပေးရမှာဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်ဒီတာမန်ပေါ့နော်ဒီအချိန်ဒီမှာဒီလိုလုပ်ရမယ်ဆိုပြီးတော့society ကသတ်မှတ်ထားတဲ့နည်းလမ်းအတိုင်းလုပ်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဟာကြီးထဲကြော်လွန်ပြီးတော့လုပ်တဲ့ဟာမျိုးဆိုပြီးတော့ဒီ suggest လုပ်ထားတဲ့ဟာပေါ့နော်အဲ့ဟာဘယ်လိုလဲဆိုတော့ဒီကိုလိုလိုက်တဲ့ decision ကိုချလိုက်တဲ့ကိုလိုလိုက်တဲ့ action อ่ะပေါ့နော်ကိုယ့်ရဲ့အတွက်နောက်ထပ်7မိနစ်နေလို့ရှိရင်ကိုကကျေနပ်မလားနောက်ထပ်ဟွာပေါ့ဒီ10ရက်တို့10လ maybe 10မှမှတ်ထားလိုက်ပေါ့နော်အလွယ်ဆိုတော့နောက်ထပ်10နှစ်နေရောကိုကဒါကိုဘယ်လိုမြင်မလဲပေါ့နော်အဲ့ဟာကျတော့7နှစ်ဆိုတော့တချို့စကားတွေကပြောလိုက်ပြီးွားနောက်ထပ်10နှစ်နေနောက်လာရတာမျိုးဖြစ်နိုင်တယ်ကွာပြီးတော့နောက်ထပ် decision ဒီ action တွေဆိုရအဲ့လိုပဲ10မိနစ်လောက်မသိတာဘူး10ရက်လောက်မသိတာဘူးဒါပေမဲ့ဒါပေမဲ့ကိုချရဲ့ decision ရဲ့ consequence ကိုနောက်ထပ်ဒီ10လလောက်နေပြန်ပြီးတော့တခုခုပေါ့နော်ကိုအနေနဲ့ကိုယ့်ရဲ့အလုပ်မှာထိခိုက်ရမျိုးဖြစ်နိုင်လားပေါ့ဆိုတော့အဲ့ဒါမျိုးစဉ်းစားဖို့လိုပဲထင်တယ်အဲ့ဒါကျတော့ဒီပြောမှဆိုရှင်အဲ့လိုဗုဒ္ဓရဲ့ philosophy တခုနဲ့လည်းကိုက်ရလို့ကွက်ကူညှင်းတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့အကုန်လုံးသိရပေါ့နော်ဒီကောင်းတာလုပ်လို့ရှိရင်ကောင်းချိုးပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကောင်းတာဖြစ်မယ်ဆိုတော့လည်းကောင်းချိုးပေးမယ်ဆိုတော့မျိုးပေါ့ဆိုတော့အဲ့နေရာမှာပေါ့နော်လူတွေအမြင်ကတခုကရှိရတော့ဥပမာကွာဒီနေ့ဒါလုပ်လိုက်တယ်ပါပေါ့ကောင်းမှုတစ်ခုလုပ်လိုက်တယ်စတူဟီတာကျွေးရထားပါတော့ဒီနောက်ရက်ကကွာချက်ချင်းကန်ကောင်းသွားတာမျိုးမဟုတ်ဘူးဒီနေ့ငါလှုပ်ပြီးတော့နောက်ရက်ကချက်ချင်းကန်ကောင်းသွားတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ကိုယ့်ရဲ့လုပ်ရက်က maybe နောက်ထပ်တစ်ရက်နောက်နေ့အကျိုးပေးရမျိုးလည်းဖြစ်နိုင်တယ်အဲ့ consequence ပေါ့နော်အကျိုးပေးတဲ့ consequence က maybe နောက်ထပ်အချိန်တစ်ခုရောက်လို့ရှိရင်လည်းအဲ့ consequence ကအကျိုးပေးရမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့နေရာမှာကိုယ့်ရဲ့လိုလိုက်တဲ့ consequence ကကိုလိုလိုက်တဲ့ action ကကောင်းတယ်ဆိုပြီးတော့ကွာအဲ့ဒီနောက်ွယ်က consequence ကလည်းကောင်းတဲ့ consequence တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်ငါကောင်းတာလုပ်တာပဲဆိုပြီးတော့မစင်းစားမစင်ကျင်ပဲလုပ်တာမျိုးထက်ပေါ့နော်အဲ့လိုညံကိုလွှာသုံးတင်တယ်ဆိုတာမျိုးမြင်တယ်ပေါ့နော်ဆိုတော့ဒါရေးရှိမှာဘယ်လိုမျိုးအကျိုးဖြစ်လာနိုင်လဲဆိုတာစဉ်းစားတင်တယ်ထင်တယ်အဲ့ဒါမှလည်းတကယ်ပေါ့နော်ကိုလိုလိုက်တဲ့ action ကောင်းတယ်ဆိုတဲ့တတ်မှတ်တဲ့ action တစ်ခုရဲ့နောက်ွယ်မှာတကယ်ကောင်းကျိုးဖြစ်လာနိုင်တာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးမြင်အဲ့ဒါမျိုးတွေးမိတာပေါ့ဒါကတော့ကိုတွေးမိရဲ့ဟာကိုပြန်ပြီးတော့ဒီ podcast လေးမှာပြောရှင်လို့ပေါ့လေဆိုတော့နည်းနည်းလေးရှိရပေါ့လေဆိုတော့အဲ့ဒါလေးတစ်ခုရှိရပေါ့ဆိုတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီစာအုပ်မှာသူပြောပြထားတဲ့ဟာစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီချက်ကလေအရင်ကကိုယ်တိုင်လည်းအဲ့လိုတွေးနေရမှားနေရဟာလို့မြင်တယ်ဒီစာအုပ်ကဥစ္စာကိုပို့ပြီးတော့လက်ခံခြင်းတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီလူတွေကပေါ့နော် freedom ဆိုပြီးတော့ဒီလွတ်လပ်မှုကိုလိုချင်ကြရပေါ့နော်ခုနောက်ပိုင်းလူငယ်တွေကပူဆိုးတယ်သူတို့ချုပ်ချယ်ရမကြိုက်ဘူးလွတ်လပ်နေချင်တယ်လွတ်လပ်မှုပဲမြတ်နေပဲအမအလုပ်ဆိုရင်တော့ကွာဒီ9 to 5တဲ့ဆိုင် flexible ဖြစ်တဲ့အလုပ်မျိုးလိုချင်ကြတယ်တော်တော်များများလေဒါလူငယ်တိုင်းလုပ်ချင်တဲ့ပုံစံမျိုးပဲဆိုတော့အဲ့ခါကျတော့ဘယ်လိုရှိလဲဆိုတော့တကယ်တော့ flexible ဖြစ်တာမျိုး freedom ဖြစ်တာမျိုးပါပေါ့နော်အလုပ်ရှင်တိုင်းလုပ်ပြီးတော့ freedom ဖြစ်ပြီးတော့တကားမရှိဒါမရှိဝင်ထွက်သွားလာအဲ့လိုမျိုးလှုပ်ရှားနေတာမျိုးအဲ့လိုပုံစံမျိုးမဟုတ်ဘူးပေါ့လေအဲ့ဒါမျိုးကခဏတာတော့ပျော်မျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့လက်တွေ့မှာကိုယ့်ဘဝကို structure လုပ်ထားတာမျိုးပေါ့နော်ပြောချင်တာကွာ routine တစ်ခုစောက်ထားတာမျိုးအဲ့ဒါအစပိုင်းကတော့ခက်ခဲလိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုးရှိလာတဲ့နောက်ွယ်ရဲ့အကျိုးကျေးဇူးပါပေါ့နော်သူရေးထားဆိုဘယ်လိုလဲဆိုကိုယ့်ရဲ့ချိန်ကိုပိုင်တာဖြစ်တဲ့အတွက်ကွာဒီချိန်ဒီမှာဓာတ်လုပ်ပြရဖြစ်တဲ့ကိုယ့်ရဲ့စိတ်ကလည်း free ဖြစ်နေရကွာစိတ်ကလည်းအဓိကကို satisfy ဖြစ်တဲ့ခံစားချက်မျိုးပေါ့နော်အဲ့တော့ဒီကိုလုပ်ဆရာရှိရလုပ်အချိန်နဲ့အထိတကွာလုပ်ပြီးရတဲ့နောက်က consequence ကလည်းပြောရှင်တာကွာလုပ်ဆရာရှိရလုပ်ပြီးသွားရင်တော့ဒါရှင်းနေကွာကျန်တဲ့ချိန်ကကိုပိုင်တဲ့အချိန်ဖြစ်သွားပြီဆိုတော့အဲ့ဒါလည်းအချိန်ကိုလည်းကိုပိုင်နေဆိုပြီးတော့ကိုအချိန်ကိုပိုင်နေပေါ့လေဆိုတော့ပြောရှင်တာတော့ဘာလို့ကိုစိတ်ကူလည်းကိုပိုင်နေလို့ပြောလို့ရတယ်ပြောရှင်တာကဒီကိုယ်တိုင်ကွာကိုလိုလိုက်တဲ့အရှင်တိုင်းကိုနောင်တမရတာမျိုးပေါ့လေစိတ်ကလွတ်လပ်နေရမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုကိုပြန်ပြီးတော့ဒီ self respect ရှိတာမျိုးပေါ့နော်အဲ့လိုမျိုးခံစားချက်တွေရမယ်လို့တော့ထင်တယ်ဒါကတော့ဒီစာပေါ့နော်ဒီစာအုပ်မှာနားထောင်ပြီးတဲ့နောက်ပိုင်းမှာတွေးမိတဲ့ဟာမျိုးပေါ့ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့
ကကြတော့ကိုယ်တိုင်ကလည်းလိုမျိုးအရင်ကကြတော့ freedom ဆိုတာမျိုး routine တစ်ခုလိုမျိုးမမြင်ဘူးပေါ့နော် routine တစ်ခုရှိလို့ရှိရင်အဲ့ဒါပြင်းစရာကြီးပေါ့နော်ပြင်းစရာကောင်းတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ပဲဒါပေမဲ့ဟိုရေရှည်လွတ်လပ်မှုတစ်ခုရဖို့ကလိုအပ်တယ်ဆိုတာမျိုးမတွေးမိဘူးပေါ့ဆိုတော့အခုကစတွေးမိတာ maybe အဲ့ဒါမျိုးတကယ်ဟိုလက်တွေ့ try ကြည့်တာမျိုးလုပ်ရှိတဲ့အချိန်ကျရင်ဘယ်လိုဖြစ်မလဲတော့မသိဘူးပေါ့ဒါပေမဲ့အဲ့ concept ကိုတော့တော်လေးသဘောကျတယ်ဒီပေါ့နော်ဖတ်ခဲ့ရဆိုတာဒီနားထောင်ဖြစ်ခဲ့ရပေါ့နော်ဒီစာအုပ်နဲ့ပတ်သက်တဲ့ဟာလေးကိုပြန်ပြီးတော့အဓိကတချင်လက်ဆောင်လေးနဲ့ပေါ့နော်ဒီ podcast ဟောင်းနေအတူလည်းပြန်ပြီးတော့မျှဝေပေးချင်တာပေါ့လေဆိုတော့ဘယ်တော့တခြားဘာကြီးထပ်ပြီးတော့တချင်နဲ့ပတ်သက်ပြီးတော့ပြောပြချင်တာမျိုးရှိအောင်လဲအေးဟာဆိုတော့နေပြောရဲ့ဒီ၃မျိုးပေါ့နော်အဲ့ဟာနေပတ်သက်ပြီးတော်တော်လေးသဘောကျတယ်ဟိုပါဒီပမာဆိုတစ်ခုဆိုရဲဘာပြောဒီကိုယ့်အနေနဲ့တစ်ခုလုံးမယ် decision လုပ်တော့မယ်ဆိုရင်အဲ့လိုဘာကြောင့်လုပ်ရမှာလဲ why ပေါ့နော်ဘာလို့လုပ်ရမှာလဲဆိုတဲ့ဟာမျိုးကိုငါတို့၅ခေါက်လောက်မေးရချင်းမှာဆိုရင်ကိုယ့်ရဲ့ main purpose တစ်ခုပေါ့နော်ကိုဒီဟာကိုလုပ်ရမယ် decision ချစီမယ်အရာတစ်ခုကိုပို့ပြီးတော့ရှင်းလင်းလင်းသိသွားမယ်ထင်တယ်အဲ့ကြရင်ကိုယ့်ရဲ့ now step ကိုနောက်တစ်ခုလုံးမဲ့ဟာတွေလည်းပို့ပြီးတော့ထင်တာမိတာရှိလာမယ်လို့ထင်တယ်ပေါ့နော်တန်ပေါ့နော်အဲ့ဟာကအခုမှကြားဘူးอ่ะဆိုတော့ဒီတန်ကကြောက်ဘာပဲပြောငါကသူ့ decision ကဥမာတငယ်ချင်းနဲ့ရန်ဖြစ်လိုက်တယ်10လလောက်မခေါ်ပါဘူး10နှစ်လောက်မခေါ်ပါဘူးဆိုတော့ဒါပေမဲ့အဲ့ချိန်မှာငါတို့အကယ်တငယ်ချင်းနဲ့တဲ့နေခဲ့မမှုစင်အများကြီးလုပ်ရမယ့်ဟာမျိုးငါအခွင့်အရေးလက်လွတ်သွားမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကြောက်ဒီတစ်ပင်စိုက်ခဲ့လေပဲပေါ့နော်ဥမာကိုကနေပြီးတော့အစီလေးကို10စက္ကန့်အတွင်းမှာမြေလေးနဲ့ဖို့ပြီးတေချာလေးဆက်လိုက်ဒါပေမဲ့အဲ့တစ်ပင်ကနောက်စနစ်နေမှာဆိုရဲကိုယ့်ရဲ့အိမ်ကိုအရေးရနေရမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ကိုဒီတီးပင်စားပင်ပေးရမလို့ဖြစ်နိုင်တယ်ဆိုတော့ဒါကလည်းဒီကိုယ့်ရဲ့ဒီနောက်10နှစ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာကြည်ပြီးတော့ဖြစ်လာရလို့ငါထင်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျတော့ဒီ freedom ပေါ့နော်ငါတို့ရ stretcher ဖြစ်ထားတဲ့ stretcher ကြချထားတဲ့ life မှာတကယ်လွတ်လပ်မှုခံစားရမယ်လို့ငါတို့ယုံကြည်ရင်ငါ personally လဲဘာလို့လဲဆိုတော့ဒီ YouTube မှာငါတခုကြည့်လိုက်ဗီဒီယိုတခုကြည့်လိုက်သေးရပေါ့နော်အဲ့ဒီဗီဒီယိုကဘာအကြောင်းပြောထားလဲဆိုရင်သူကဘဝမှာဒီဂိုးစီပေါ့နော်ပန်းညံကြီးကိုမချပါနဲ့အဲ့အစားsystem ကြီးချပါဆိုတော့ဥပမာကိုကနေပြီးတော့နှိမ့်တိုင်းလေ့ကျင့်ခန်းလုပ်မယ် workout လုပ်မယ်ဆိုရင်သိကြတယ် workout လုပ်ရတဲ့ဟာကအကျိုးဆက်ကနှင်းအစီကြပြီးတွေ့လှပြီးတော့ကျမ်းမာရေးကောင်းလာမယ်ကွာဆိုတော့အဲ့လိုမျိုးဆိုတော့ဒါကဘာပြော system တစ်ခုနေ့စဉ်လုပ်မယ်ဆိုရင် routine တစ်ခု system တစ်ခုချလိုက်တဲ့အတွက်ကြောင့်နေ့ရက်ကိုက automatic achieve ဖြစ်သွားတယ်ကွာအဲ့လိုမျိုးပဲဆိုတော့ငါလည်းအတိဟာတော့တကယ် routine ရှိဖို့system ရှိဖို့အရေးကြီးတယ်ဆိုတော့ငါလည်း 100% ယုံကြည်တယ်ဆိုတော့ဒါတော့နေပြောရဲ့ဟာတွေကတော်တော်ကြီး insight ဖြစ်မယ်လို့ငါယုံကြည်ရဲ့ကိုအနေနဲ့လာမယ့်နှစ်တင်မှာပေါ့နော်ဒီလိုဟာလေးတေချာလေးအသုံးချဖို့တော့စဉ်းစားထားတယ်မျှဝေပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆမ်မော်ကြီးဟုတ်ပြီဆိုတော့ကျွန်တော်ဒီနေ့ podcast လေးရတော့ဒီလောက်နဲ့ပဲရပ်ပေးရစီအဆုံးထိနားထောင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာပြီးတော့နှစ်တင်မှာလည်းစိတ်ချမ်းသာလေးကိုယ်ချမ်းသာလေးစိတ်ကြင်မာလေးကိုယ်ချမ်းသာလေးပြည့်စုံပါစေလူစန္ဒပြေဝပါစေဘေးနဲ့ပေါင်းကင်းရှင်းပါစေလို့ဆုတောင်းမြတ်တာပို့တာလေးရပါခင်ဗျာ